ရတရားနဲ့အသက်ဆက်နေရတဲ့အာနာရှင်တွေအတွက်အိမ်မဲဆိုကြီးကရခိုင်မြေကစားတန်လိုက်ပြီးရှေးဟောင်းခေါလောင်းကြီးမြေအောက်ကနေပေါ်လာတာဟာရိုးရိုးတဲတဲရှေးဟောင်းပစ္စည်းတစ်ခုမဟုတ်ပါဘူးဒါဟာမိစ္ဆာကောင်တွေကိုရခိုင်ပြည်ကမောင်းထုတ်ဖို့အတွက်မြေကြီးကတက်တက်ထွက်လာလိုက်တာဖြစ်တယ်ဒီခေါလောင်းကိုသုံးခါထူခဲလိုက်ရဲ့ဗမာပြည်ကြီးပျက်စီးသွားနိုင်ကြောင်းနဲ့ရင်သူတက်တွေသေချေပျက်စီးပြီးစိတ်တက်တွေယူရင်းပျက်စီးပြီးတော့ဆုတ်ခေါ်သွားတတ်တယ်ဒါကြောင့်ရဲအောင်ရတရားခေါလောင်းလို့ခေါ်တာမန်းအွန်လိုင်းအတွက်တော့ဒါဟာအိမ်မဲဆိုးကြီးပဲစစ်ကောင်စီဟာရခိုင်ပြည်ကိုအောက်လန်းတွေတုံးပြီးရတရားနေတွေနဲ့ဖိနှိပ်ရှုပ်ကင်ဖို့နှိပ်ပေါင်းများစွာကြိုးစားခဲ့တယ်ဒါပေမဲ့အခုအဲ့ဒီရတရားတွေအားလုံးကိုဒီခေါလောက်တန်ကရိုက်ရှိုးလိုက်ပြီးဖြစ်တယ်တမိုင်းမှာမန်းဆက်တစ်ခုပြတ်တော့မယ်ဆိုရင်နမိတ်တွေအရင်ပေါ်လေးရှိတယ်အခုရခိုင်မှာအာရကတက်တော့အေကတမျိုးပြီးတမျိုးသိမ့်နေရှင်မှာဒီခေါလောက်ပေါ်လာတာဟာအာနာရှင်တွေပြုတ်တော့မယ်ဆိုတဲ့အထင်ရှားဆုံးပြရုပ်တစ်ခုပဲဖြစ်တယ်ပြည်သူတွေအတွက်တော့အောင်စေတန်ဖြစ်ပြီးတော့အာနာရှင်တွေအတွက်တော့ဒီခေါလောင်းကိုတိခဲလိုက်ရင်နာရေးတန်တွေပဲကြားရလိမ့်မယ်မြေကြီးကဟိုင်းထွက်လာတဲ့အဖရခိုင်ပြည်ကြီးကိုပြောနေပြီအာတမဝါဒီတွေကြားဆုံးတော့မယ်တဲ့အာနာရှင်တွေရဲ့ရတရားနဲ့တော်ကြီးကပြိုကျဖို့စက္ကန့်ပိုင်းပဲလိုပါတော့တယ်ခမရတို့ရောဒီခေါလောင်းတန်ထဲမှာအာနာရှင်တွေရဲ့အော်ဟိုက်တန်တွေကိုကြားရရင်လားဗျာ